ဲမောင်ကောင်ထတော့လေဟိုမနေဖင်ထိုးနေပြီတနေ့မိုးလင်းကမိုးချိုးအော်ဟဲ့နေရတာငါမောတယ်သိလားနေနဲ့နေရတာငါနှလုံးရောဂါရတော့မယ်ဟဲ့ထတော့လူဖြုံးနေတယ်အိတ်ပုတ်ကြီးမနေနဲ့အခုထအမေခိုင်းဆရာရှိသေးတယ်ကဲဒီသားမိနေရောမနဲ့စောစောပူညံနဲ့ကွယ်ငါမိမောင်ကောင်ထတော့လေကွယ်လူကြီးစကားကိုနားထုံတော့ငါမြေဟုတ်ကဲ့တားထပါပြီဖိုးဖိုးအခုပဲမျက်နှာသွားတစ်တော့မှလို့ပါဗျာဟိုကောင်လေးကြောင်နဲ့စော့မနေနဲ့အောင်အမေခိုင်းเสียရှိတာကွယ်မျက်နှာမြန်တစ်ဤအမေရှိလာခဲ့နော်လာပါပြီမေယာပြီးပါကြီးယာအမေမာကအလုတ်တွေအများကြီးပဲအိမ်လုတ်တွေလို့ဝအောင်မယ်ချက်ပြုတ်ဝအောင်မယ်ရွာထဲကဥပြောင်စီနွားနို့တပုံတောင်းဝယ်ခဲနော်ဂယူးဆိုင်လဲတောင်းလမ်းမှာစော့မနေညက်ဟဲ့ပူထူးမငါနွားနို့တော့ဝယ်ပြီးမှလာကစားမယ်နော်ဥပြောင်ရဲ့နွားနို့ကအရန်တောက်လို့ကောင်းတယ်မြို့ပေါ်ကအကောင်းစားဖြော်ရည်တယ်မလို့ဘူးဟာစကားတတ်တဲ့မောင်ကောင်းဦးပြောင်းပို့ထည့်ပေးလိုက်တယ်နော်တာမောင်ကောင်းပြန်လာပြီလားလင်မလိုက်တဲ့မိသားလေးကွယ်လာအမေနွားနှုတ်ကြိုတိုက်မယ်နွားနို့ကပေါ့ပေါ့ကြီးဘလို့ကြီးလဲမသိဘူးတောက်ရတာဘယ်တမျိုးကြီးမဲတားမောင်ကောင်ဘာတွေလောက်လာတာလဲအမေကိုအမှန်တိုင်းပြောစမ်းတာဘာမှမလုပ်ဘူးနော်အမေအဖိုးတာတော့ဆောက်လိုက်အောင်မယ်နော်ဟိုမှာတငယ်ချင်းတွေစောင့်နေကြပြီသမီးရေထားလိုက်ပါကလေးပဲကွယ်အဖေတို့ဒီတိုင်းလေးပဲတောက်ကြတာပေါ့နော်